လုံးလိတ်သွားမလားတော့ hello ချစ်တငယ်ချင်းတို့ရေကျွန်တော်အိုက်ဇောမျိုးရဲ့ညပေါ့နော်ညနေခင်းအလှလေးကိုကျွန်တော်ဗီဒီယိုလေးနဲ့တကွတင်ပြပေးပါမယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ပဇာဘွန်ကွန်ရုံမှာပါနော်ခုနကျွမ်းဆုမ်ခုမှာပွိုက်ကထင်ကကထင်ပါတဲ့နေကန်ကတော့နာဒါကတော့ကျွန်တော်တို့ကားဂိတ်ပေါ့နော်ဒီမှာအဝေးပြေး highway အဝေးပြေးဂိတ်တွေသွားတဲ့ကားဂိတ်ပေါ့နော်ဒါကကျွန်တော်တို့ချောင်းသွားမလားလုံးလိတ်သွားမလားကျွန်တော်တို့ဘယ်နေရာသွားချင်တယ်သွားတဲ့နေရာရဲ့ကားဂိတ်ပေါ့နော်အခုဒီနေ့သွားမှာခုနကျွမ်းဆုမ်ခုမှာပွိုက်ကထင်ကကထင်ပါတဲ့နေကန်ကတော့နာnaktuwa cuan Burma naktuwa cuan Burma nama hodona zaninaတော့ကျွန်တော်ညဈေးတန်းပေါ့နော်ညနေဆောင်ပြီဆိုရင်တော့စိုက်နေပိတ်ပြီဆိုရင်ဒီညမှာဒီလိုလေးတွေလမ်းဘေးလေးဆိုင်လေးပေါ့နော်ညဈေးတန်းပေါ့
မုံဆိုင်တော့ပေါ့ထဲတန်းညထဲတန်းပေါ့နော်ဒီမှာက8နိုင်9နိုင်လောက်တိတိကိုဖွင့်တယ်ပြင်တော့သိနေနောက်ရညနေ9နိုင်လောက်နေစပြီးမှပြန်ပြီးဖွင့်တယ်ပေါ့နော်အိုက်တော့မှရှိတဲ့ညနေခင်းအလားနဲ့ညနေခင်းလူလေးပုံစံလေးကိုစစ်တငယ်ချင်းတို့ကိုကျွန်တော်ပြဝင်ရှင်လို့တို့ဒီမီဇိုရမ်မှာပေါ့နော်မြန်မာအစားအစာတွေရတဲ့ဆိုင်တွေပေါ့နော်3ဆိုင်လောက်ရှိတယ်ဒါ3ဆိုင်ထဲမှာမှဒီမှာအဆိုင်ပေါ့နော်ဆိုတော့ TC restaurant လို့ခေါ်တယ်ဒီမှာဆိုရင်ရရှိမဲ့အစားအစာလေးတွေကိုကျွန်တော်ဒီနေ့ပြည်လွှမ်းပြပါနော်ခေါ်ရမှာပြည်လွှမ်းနေလေသိမမိုက်မလက်ဆက်ရန်ကုန်တို့မန္တလေးတော့ပြန်လွှမ်းလာတယ်ဟုတ်လားဒီလာလည်းမမင်းอ่ะဆောင်းဆောင်းကျန်းကောက်ဆွဲကြတော့41နဲ့40ကျ80လမ်းပေါ်ကဆန်းခုံတားမိုက် နယ်လေး ကျန်တယ်ပြည့်အများကြီးပဲကိုကြည့်တော့တပွဲရှမ်းခုံစဟုတ်တယ် yes ရှမ်းဘက်ဒီမှာမဟုတ်တာ မောင်ခါဖတ်တယ်လေ အေးဒီအဲ့ရှမ်းခုံစတယ်